ပတ်စက2118ဆိုမွေးတော့ပါရောက်လာနေပုံရပဲဟဲ့လမ်းကောင်းပုံနေတာပဲလှပနေပဲမမြင်တာပဲတွန်းထုံနေကြပဲအမလေးပြုတ်ကြတယ်မလူရတွေ့တယ်ဘာခွင့်တော့လာမသိကြည့်ထားရဲ့သူများ3လုံးမနေ့သူများပဲစပါဘာလဲဟဲ့ဒီမှာအများကြီးမောအဲ့ဒါရှောင်းမလားငါမသိဘူးလေအဲ့ဒါကြီးဘာမှမမြင်အောင်လိုက်မကောက်တော့ဆိုတော့ထဲမှာနည်းနည်းစောင်းအောင်မလို့စောင်းလိုက်ဆောင်ပါမယ်ကွယ်ဒါလုံးမဲဒါလို့ပြောလို့ရှိရင်ဒါလုံးမဲဒါလို့ပြောလို့ရှိရင်ဒါလုံးမဲဒါလို့ပြောလို့ရှိရင်ဒါလုံးမဲရတယ်တော့မယ်ဒီဘက်ရတယ်မှာဒီကောင်ကအုတ်ထုတ်လေးမိုက်တယ်ငါမှတော့မရှိဒီမှာလာတိတ်မကောင်းဝဲကဲရပြီအမလင်ကဆိုဒီမှာလဲဘလို့ငါပစ္စည်းဝယ်ပြီးမှပြုတ်ကြသွားငါပစ္စည်းမှမရှိတော့ပတ်စံကုန်သွားရတော့စိတ်ရှိလိုက်တော့တော့မှာဆက်ကျင်းဆောင်ရတော့အော်ဒီကိုအကုန်ပိတ်ထားမှလေမဟုတ်ဘူးမကောင်းမလေးရှိရှာလေဒီပါပြီဖြစ်လို့မပါလာတော့ကတော့အမေဒီပါပြီပြူကြဝိုင်းမမီကွယ်အိုက်ပေါ်တက်မလို့ဒီကလေးမှလည်းစပင်းရှိရငါစပင်းစီးရင်းနဲ့ကြိုက်လို့ထားလိုက်ပါမမွေတော့သူများရဲ့နောက်ပဲပတ်လိုက်တော့မယ်ခုနိုင်သူများပုံစံနဲ့အစကြောင်းမှာနောက်တော့ဆက်ရရင်လည်းချင်းစားလို့ဒီကောင်မလေးနေကြပါရှင်းပါလားမလေးငင်းလေးလည်းမလေးငင်းလေးလည်းမနေကြသူတို့ဟာငင်းလေးကြပါနေတော့ငါတဲရနေချင်တာကိုနေလို့လားရှုပ်ပါဦးမြာဒီကလေးမှလေးစော့တော့မယ်အငယ်မလို့လားမသိဘူးဘယ်ရောက်သွားလဲအကလေးမခွေးမလည်းကြည့်စရာပါဒီခွေးမအမလန်းတည်းမတိလောက်ပါအမတော့နောက်စပင်းတော့ပတ်စတာတေကောင်းမတယောက်တည်းဒီကလေးမလေးဒီကလေးမဘယ်ရောက်ကျူအီးရမနဲ့ကိုင်းဘယင်းမဒီကောင်မလေးကြားစော်နော်အငယ်ဖြစ်လို့လားအမအဲ့ဘက်မှာမနေလားဒီဘက်သူလည်းမသိလိုင်းချက်ကလိုင်းလေးတော့နည်းနည်းရလာပဲဒီဝိုင်းဆိုတော့အရင်ကောင်းတာပေါ့ကဲကျမဒီနေ့ကစားမှာကစားပြန်ပါဒီနေ့မှာဒီမလောက်သေးပါဘူးရှင်ကျမအင်္ဂလိပ်စာလေးတော့လဲပြီးလို့ရှင်ဒီကဲကိုပြန်လာဆော့ပါလို့ရှင်ခဏလေးတော့စောင့်ပေးကြပါရှင်ရှစ်မှာကျမအင်္ဂလိပ်စာလေးလေးပြီးကဲကျမဝယ်စားလဲပြီးဆိုတော့အဲ့ဂိမ်းမဲ့ပြန်ဆော့မှာလားဆိုတော့အဲ့ဂိမ်းကြတော့ပြန်မဆော့ချင်တော့လေဆိုတော့ဒီဂိမ်းဆော့ပြပါမရှင်ဒီဂိမ်းလေးဆော့ပြမှာပေါ့ဒီဂိမ်းလေးဆော့ပြမှာလေး comment မှာလေး mango စပါအရှင်ကျမမျှော်နေပါမယ်နော်ဒါလေးကိုဒီမှာဘာလို့ဒီဂိမ်းလေးပါခဏလေးဆော့ပြီးပါရှင်ကဲ mango ကြလာနော်ကျမအဲ့ဆိုတော့ကျမအကြိုက်ဆုံးအရာကိုအရင်ဆုံးခုံပြလိုက်ပါမယ်ရှင်ကျမအကြိုက်ဆုံးရောရောင်လေးပါရှင်အပိုင်းရောင်ပါရှင်အပိုင်းရောင်လာတော့မကောင်းရှင်ကျမမကြိုက်ပြီးမယ်လေခုံပြလိုက်ပါမယ်နော်ကျမမကြိုက်ပြီးမယ်လေခုံပြလိုက်ပါမယ်ရှင် so let's go
ရွှေကြေးလေးနဲ့လိုက်ဖက်မန္တလေးမြို့သူလေးမြင်ချင်းမဲ့ချင်းသွားဆဲတဲ့ဆဲသူလေးဆဲရင်ပေါင်းလေးနဲ့လိုက်ဖက်မန္တလေးမြို့သူလေးမစိုးတော့ဘောနော်မစိုးတော့တောင်ရှောက်ဆိုပဲအပီးစပါတော့နောက်ပြီးဆိုင်လေအိုက်ဝါလီပါတဲ့ဘာအရင်ခုံပြမလဲဆိုမှန်ခင်ချပါအောင်ရှင်ဆိုကြမှာအဲ့ဆို let's go တမရအဲ့ဒီမှာတော့ခုံပေးပါရှင့်ရုံးအဲ့ဆိုလို့ရုံးဒီနေ့အပေါ်တက်ပါမရှိရုံးတော့အဲ့ဆိုတော့စတိုက်တော့နေရပါတော့အစုံဒီခုံပြလိုက်ပါမရှိဆိုရုံးဒီနေ့အားလို့ပါဒီနေ့ရမှာအားလို့ပေါ့နော်အယောင်မှတ်ထားယူလေးမခုံပြပါအယောင်လေးမှတ်ကြပါcomment အောင်ပါပေါ့နော်အယောင်လေးမှတ်ကြပါရှင့်စောင့်နေပါမင်းနော်ပြန်မခုံပြီးလို့ရှိနေမှာအားလို့ပါဘယ်ချိန်အားလဲဆိုတော့3နာရီ4နာရီ5နာရီလောက်ပေါ့နော်9နာရီရဘယ်ချိန်ပြအားပါရဲ့ရှင်ဒါပေမဲ့ကျူရှင်းရကြတော့ပေါ့နော်ကျူရှင်းရကြရှိပါတယ်မနေ့8နာရီကနေပြီးတော့7နာရီမှ7နာရီခွဲမှပြန်လာရပါရှင်ဆိုတော့ဒီမှာဒီဗီဒီယိုမှာဒီလောက်ပါပဲဒီမှာဆိုတော့ကျွန်မအပီးချပါလို့ရှိရင်ကျွန်မအရင်လေးမှတ်ခဲ့ကြပါ